ပြင်မှာနေလက်ဆောင်နေအောင်စားထားတာတို့ဝက်ချာနေကြောက်ပေါက်ခွက်တွေဖြစ်နေတယ်ဆိုရင်ပြုပြင်ပေးလို့ရပါတယ်ဒီတပ်ပုံကိုကျွန်တော်တို့ပြုပြင်ပါမယ်ပထမဆုံးမူလတပ်ပုံကိုအောက်ခြေမှာရှိတဲ့ကျွန်တော်တို့ create new layer ဆိုတဲ့ folder တွေကိုထည့်လိုက်ပါမယ်အဲ့ဒီမှာ copy layer ရပါပြီအဲ့တော့ဒုတိယရတဲ့ပုံကိုကျွန်တော်တို့ပြင်ပါမယ်ဘယ်လိုပြင်မလဲ menu bar ထဲက filter ကိုနှိပ်တယ် blur ကိုနှိပ်တယ်ပြီးရင်အောက်ဆုံးက surface blur ဆိုတာကိုနှိပ်လိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ကသူ့မှာ surface blur ပုံကဒီမှာတွေ့ပါလိမ့်မယ် minus လေးပြလိုက်အဲ့တော့တိတ်ပြီးတော့ဟောဖြစ်နေတော့သူ့ကို radius ကို15ထားပါတယ်တက်နဲ့ဆင်းနဲ့3 source ကို25ထားလိုက်ပါတယ်ဒါကိုပြီးပြီဆိုရင် okay နှိပ်ပြီးတော့ထပ်လိုက်ပါတယ်အဲ့တော့ဒီ layer မှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့သူ့ကို100ရာခိုင်နှုန်းကနေပြီးတော့50ရာခိုင်နှုန်းကျွန်တော်တို့ချပေးပါတယ်အဲ့တော့ပုံလေးကနည်းနည်းလေးချောမွေ့သွားပါပြီအဲ့ဒီချောမွေ့သွားတဲ့ပုံကိုထားခဲ့မယ်အဲ့တော့ခုနက layer 1ကိုကျွန်တော်တို့ပြန်နှိပ်ပါသူ့ကိုထပ်ပြီးတော့ copy ကူးရမယ်အောက်ခြေက create new လာတဲ့ကိုချထားလိုက်ပါတယ်အဲ့တော့ပထမပုံနဲ့ဒုတိယပုံကြားထဲမှာတတိယပုံကရောက်နေတယ်အဲ့ဒီတတိယပုံကိုပြန်ပြင်ပါမယ်ဘယ်လိုပြင်မလဲ menu bar ထဲက filter ကိုနှိပ်တယ် noise ကိုနှိပ်တယ်ပြီးရင်တတိယစာကြောင်းဖြစ်တဲ့ dust and scratch dust ဆိုတာအမုန်လေးတွေ scratch ဆိုတာချစ်ကြောင်းတွေဒါတွေကိုပြင်ပါမယ်အဲ့တော့ဒီမှာ minus လေးနဲ့လုပ်ကြည့်လိုက်ပါအဲ့တော့သူ့မှာကျတော့ကျွန်တော်တို့ကအပေါ်25တက်နေစင်းနဲ့အောက်ကို15ထားပြီးတော့မှကျွန်တော်တို့ okay နှိပ်လိုက်ပါတယ်အဲ့တော့ဒီပုံကိုရပါပြီအဲ့ဒီတိုင်းထားလို့မဖြစ်သေးဘူးကျွန်တော်တို့က Docker ရဲ့အောက်ခြေမှာကျွန်တော်တို့ layer mask လေးရှိပါတယ်4000နဲ့မှာအဝိုင်းလေးပုံနေအဲ့ဒီ clip လေးကိုနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာနဲ့ပုံရဲ့နောက်မှာအဖြူရောင်လေးပေါ်လာပါတယ်အဲ့ဒီအဖြူတဲ့ကိုအနက်ကိုချပါမယ်ဘာနဲ့ချမလဲဆိုတော့ကျွန်တော်တို့ control နဲ့ backspace ကိုနှိပ်ပြီးတော့အနက်ရောင်သွင်းလိုက်ပါတယ်အဲ့လိုအနက်ရောင်သွင်းပြီးတဲ့အခါမှာကျွန်တော်တို့ brush နောက်ဒီ brush ကကျွန်တော်တို့ brush tool လေးကိုနှိပ်တယ်သူ့ရဲ့ size ကတော့40ထားတယ်အဲ့ဒီ40 brush tool နဲ့ဒီကြောက်ပေါက်ခွက်တွေပေါ်ကိုလိုက်ပြီးတော့ဖြတ်ပေးပါပုတ်ပေးပါပေါ့နော်ဒီလိုပုံရင်းနဲ့သူကလေးတွေကပျောက်သွားလိမ့်မယ်ဒီမျက်ခြေအောက်မှာပုတ်လိုက်တယ်ဆိုရင်ပျောက်သွားတဲ့ပြုတ်ကလေးတွေမျက်ကုံးပေါ်မှာကြားထဲမှာနှာခေါင်းထဲမှာဖိပြီးတော့ဆွဲသွားပါတယ်ကျွန်တော်တို့အဲ့တော့ဒီမှာခုနကနေစားထားတဲ့ပြုတ်တွေမရှိတော့ပါဘူးအဲ့တော့ခုနပြုတ်ကလေးတွေကိုဖျောက်လိုက်ပါတယ်အဲ့လိုပြီးပြီဆိုရင် layer အားလုံးကို3ခုကိုပုံ3ခုကိုပေါင်းလိုက်ပါမယ် control နဲ့ sheet နဲ့ e နဲ့ကျွန်တော် control sheet e ကိုနှိပ်လိုက်တာနဲ့ layer 3ခုကပေါင်းသွားပါတယ်ဒါဆိုရင်အလွန်ချောမောလှပတဲ့ပုံလေးကိုရပါတယ်စောစောကပုံကကျွန်တော်တို့ကဘာလဲဆိုတော့ပြုတ်ထနေတဲ့ပုံပေါ့နော်စောစောပုံနဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်ဒီမျက်နှာပြင်မှာချောမွေ့ပုံပါပါဘူးနောက်လို့ပုံကြတော့ကျွန်တော်မျက်နှာပြင်လေးကချောမွေ့သွားပါတယ်ဒီနှစ်ပုံကိုကျွန်တော်တို့ကမန်းလို့ရပါတယ်